လုံးမဲမင်္ဂလာပါဒီနေ့ကတော့အိမ်မှာဝက်သားတို့ထိုးလေးလှူစားဖြစ်တယ်အိမ်မှာလှူစားတော့လေမြမြဆဆလေးစားတယ်လို့အတုံးခက်ကြီးကြီးလေးနဲ့တက်တက်ရှင်းရှင်းလေးနဲ့စားရတယ်ဝက်သားတို့ထိုးနဲ့လိုက်ဖက်တဲ့အချင်းဖြော်နီးလေးပါဗာတစင်ချင်းတွေလုပ်ဖြတ်ပေးသွားပါမယ်နော်ပထမဦးဆုံးဝယ်လာတဲ့ဝက်ကလေးစားတွေကိုတစ်ချိန်ရေးဆေးလိုက်မယ်ပြီးရင်တော့ပါတော့စားနဲ့ပဲစားတစ်မျိုးလေးနဲ့ပဲဆေးပါတယ်စားတစ်မျိုးလေးနဲ့ပေါ့နော်ထက်ခါဒီလိုမျိုးလေးတွေတေချာလေးတွေကိုပုတ်တိုက်ပြီးတော့ဆေးမယ်ပြီးရင်လည်းရေကိုလည်းပေါ့နော်ဒီစားငံရေလေးတွေကုန်သွားတဲ့အထိရေကိုထက်ခါလေးဆေးပေးလိုက်ရင်လည်းရပါပြီဘာရှာလကာရေမှလည်းမလို့နော်စားတစ်မျိုးနဲ့ညှိနှမ်းပြောက်ပါတယ်ရှင်အရသာသွင်းပါမယ်နော်စက်သားမှုတ်ထဲပါမယ်စားထဲပါမယ်ပဲငံပြားကြီးအနောက်ထဲပါမယ်သမင်းစားစွန်းတစ်စွန်းပါခရူးစီလည်းသမင်းစားစွန်းတစ်စွန်းထည့်မယ်ပဲငံပြားကြီးအကျဲကိုတော့သမင်းစားစွန်း3စွန်းထည့်ပါမယ်ဂျင်းရဲ့ချွတ်သွန်ဖြူရဲ့ချောင်းထားတဲ့ရေကိုညှစ်မယ်အဖက်တွေကိုပါထည့်ပြီးတော့ပေါ့တွေနှက်ဆက်သွားတဲ့အထိခက်ကြလေးနေပေးရပါမယ်ပြီးရင်တော့2နာရီလောက်နှက်ထားမယ်အချိန်မပေးနိုင်1နာရီလောက်နေရပါပြီကဲပြီးရင်တော့စပြီးတော့ချက်ပါမယ်ပါကတော့အဲ့ထဲကိုနည်းနည်းပွင့်နဲ့တချပိုးခောက်ကလေးပါထည့်ပါတယ်ကဲသူတို့ကိုစပြီးတော့ပြုတ်လိုက်ပါတော့မယ်နော်ကဲဒီလိုအနေထားလေးရောက်ရင်တော့ပါတော့တစ်ဖက်တစ်ချက်ကိုလှန်ပေးပါတယ်အကျက်ညီအောင်လို့ပါပြီးရင်တော့ဦးလေးတွေအသေးလေးတွေကအနူးညံ့တာမလို့သူတို့အရင်ဖယ်ပြီးတော့ကျန်တဲ့ဟာတွေကိုထက်ချက်ထားလိုက်မယ်နော်နောက်ဆုံးအကုန်လုံးနူးညံ့နေရင်တော့ခုနကဦးလေးတွေပါပြန်ထက်ပြီးတော့ပေါ့လို့အိတ်ခန့်ထားလိုက်ရင်ရပါပြီဒီနေရာမှာအရေကိုပေါ့နော်ကိုလူတို့အနေထားလေးထားလို့ရပါတယ်အဲ့တော့ရေလို့3ရေလောက်တော့ပြုတ်လိုက်ပါတယ်ကဲကျန်တဲ့ဟင်းရေအတွက်ပေါ့နော်ကျန်တဲ့အရေလေးတွေကိုပါဒီအနှစ်အဖက်ကလေးတွေကိုဆဲမယ်ပြီးရင်တော့ရေထည့်မယ်ပြီးအရသာလို့ကိုလည်းတို့ပြင်လို့ရရင်တော့ပါတော့အရွက်ကလေးပါထည့်ပြီးတော့ဟင်းအတွက်ပြင်ဆင်ထားလိုက်ပါတယ်ဒါဆိုရင်တော့ဝသားတို့နဲ့တွဲဖက်စားလို့ရမယ်ဟင်းလေးရပါပြီကဲအရှင်လေးစပြောပါမယ်နော်ပါတော့မကြီးနှစ်ကလေးနဲ့ထည့်လိုက်တယ်တကြားထည့်တယ်ငရုတ်စီထည့်တယ်ရေအနှဲငယ်ထည့်တယ်အမပါစားနဲ့ငံပြာရဲပါထည့်ပြီးတော့အရသာကိုထည့်ထားတယ်ပြီးရင်တော့ကြက်သွန်ဖြူရဲ့ငရုတ်သီးစင်ရဲ့ချောင်းထားတာတွေကိုထည့်ပြီးတော့ပြစ်သွားတဲ့အထီးပါတွေကြိုပေးလိုက်ရင်တော့အချင်းကြီးလေးရပါပြီနော်ကဲဝသားတုံးလေးတွေကိုစားပြီးတုံးမယ်ကိုယ့်အိမ်မှာလုပ်တဲ့အခါကျတော့လေအတုံးလေးတွေကိုခကြီးကြီးလေးတုံးပြီးတော့စားလို့ရတယ်တက်တန့်ပြပြမယ်ဖြစ်တယ်အရင်တော့ဆိုလို့ချင်းပါလေဝသားတို့ဆိုရင်ကတိကတာများမဲ့တယ်နာမဟုတ်ဘူးအချိန်လေးခဏလေးပဲပေးရတာပေါ့နော်အဲ့လောက်ထိလေးအရင်လည်းမခတ်ဘူးကဲနောက်တစ်ခါကျလို့ချင်းပိတ်ရက်တွေကျလို့ချင်းအိမ်မှာလှူစားကြည့်နော်တော်တော်လေးလေးစားလို့ကောင်းတယ်တော်တော်လေးလေးဟိုလောက်ငန်းငါလည်းဖြစ်တယ်ပေါ့နော်ပါကတော့ဒီလိုမျိုးပေါ့နော်ဆိုင်မှာထိုင်စားတဲ့ feeling လေးခံစားအောင်ဒုက္ခလေးနဲ့ပါထိုးပြီးတော့အိမ်သားတွေကိုလှုပ်ကျွဖြစ်ပါတယ်အချင်းကြီးလေးကလည်းပြပြနှစ်လေးနဲ့ကိုလူတို့အဆက်အနေအထားအောင်ချိန်ပြီးတော့လည်းထည့်လို့ရပါတယ်နော်အားလုံးပဲစားကောင်းကြပါစေရှင်